ကိုယ့်ကိုလူတစ်ယောက်ကစော်ကားလာလို့ကိုယ်မကျေနပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်အညိုအတေးသူ့အပေါ်မှာမုန်းတီးတဲ့စိတ်တွေကိုဖျောက်လို့မရဘူး။ဒီပုဂ္ဂိုလ်အပေါ်မှာမကျေနပ်တဲ့ရှင်ထဲကမကျေနပ်တဲ့စိတ်တွေဟာအခုအခါကြီးဖြစ်နေတယ်ဆိုရင်ဘာလုပ်ရမလဲ။မကျေနပ်တဲ့ပုဂ္ဂိုလ်မရှိရင်လည်းကိစ္စမရှိဘူး။ကိုယ်မုန်းပြီးတော့ရှင်ထဲကမကျေမနပ်မကျေမချမ်းဖြစ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ရှိနေပြီဆိုရင်ဘာနဲ့ဖြေဖြောက်ရမလဲဆိုတာကိုမြတ်စွာဘုရားကနီလန်း၅သွယ်ပေးခဲ့တာဖြစ်တယ်ပေါ့နော်။နီလန်း၅သွယ်ကပထမအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာခိုင်မာအောင်တည်ဆောက်ပါတဲ့။သူ့ရဲ့အကျိုးစီးပွားကိုစဉ်းစားပါမုန်းစရာတွေကိုမတွေးနဲ့ဆိုပါစို့လူတစ်ယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုသာရှာကြည့်ကောင်းဘက်ကိုရှာမေတ္တာကိုပွားကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးမေတ္တာပွားလိုက်ရမယ်လူတိုင်းဟာအဆိုးအချီမဟုတ်ဘူးအကောင်းလည်းရှိတတ်သေးတယ်အဆိုးတွေကိုမေ့ထားလိုက်အကောင်းတွေကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့အပေါ်မှာမေတ္တာတက်ဖြစ်အောင်ကိုယ့်ရင်ထဲမှာမေတ္တာပြိုးပါလို့ဒီလိုဆိုလိုတယ်သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးနော်လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းတာမဟုတ်ဘူးကိုယ့်ရင်ထဲကအမုန်းတရားပျောက်ဖို့ရာအတွက်မေတ္တာဓာတ်ကိုတိဆောက်တာနော်အဲ့လိုတိဆောက်တဲ့နေရာမှာကိုယ့်ရင်ထဲမှာလည်းတိဆောက်ရမယ်ထို့တော့အာယုံပြုတဲ့အနေနဲ့ကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုအာယုံပြုပြီးတော့သူ့အပေါ်မှာမုန်းတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရင်ထဲမှာမေတ္တာတိဆောက်ပါလို့ဒီလိုပြောတာအဲ့တော့မေတ္တာတိဆောက်တဲ့အခါမှာတိဆောက်ဖို့ရန်ခက်ခဲနေတယ်ဆိုလို့ရှိရင်သူဘယ်တော့ငါ့ကိုပူခဲ့ဘူးတာပဲငါ့ကိုအထင်လွဲလို့ပြောတာနေမှာပါအထင်အမြင်လွဲလို့ငါ့ကိုလှုပ်တာနေမှာပါငါ့ကိုအရင်တော့ငါဘယ်တော့မှမဆဲဘူးငါ့ကိုအထင်မြင်လွဲပြီးဆဲတာနေမှာပါဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးသူ့ဘယ်နေရာမှာတော့ကောင်းတယ်ဒီလူဟာလူတော်ပါပဲဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးတွေကိုတွေးပြီးတော့သူ့အပေါ်မှာမချေနှက်တဲ့စိတ်တွေပြောင်းအောင်လုပ်ပါတဲ့အရေးကြီးဆုံးကကိုယ့်ရင်ထဲကမချေနှက်တဲ့စိတ်ပြောင်းအောင်လုပ်ဖို့ပဲဒီလိုဆိုလိုတယ်နော်အဲဒီတော့အမုန်းတရားဟာမချေနှက်တဲ့စိတ်တွေပြောင်းအောင်သွားပြီးတော့သူ့အပေါ်မှာတီးခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်နေသဘောထားတွေပေါ်လာပြီးဆိုလို့ရှိရင်ကိုယ့်ဘက်ကအနိုင်ရလိုက်ပြီသူ့အပေါ်မှာကလေးသားချင်မဲ့စိတ်တွေမရှိတော့ဘူးရှင်တဲ့နှလုံးထဲမှာအေးချမ်းသွားပြီဟုတ်ပြီမေတ္တာနဲ့လှုပ်လို့အောင်မြင်သွားပြီဆိုရင်အောင်မြင်မှုတစ်ခုရပြီထို့တော့အမုန်းတရားဟာမေတ္တာနဲ့လှုပ်လို့မအောင်မြင်ဘူးဆိုရင်နောက်နည်းလမ်းတစ်ခုသုံးကြရအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့အပေါ်မှာအကျဉ်းနာဂယုဏထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲဆိုရင်ဒီလူဟာအခုလိုလူဘဝရောက်နေပြီမဲ့လို့သူ့ရဲ့စိတ်နေသဘောထားတွေအရာတည်သွားတာနဲ့အပင်ငရဲရောက်မဲ့လူပဲတနာစရာတရားပဲငါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးစရာမလိုဘူးသူဟာသူဒုက္ခရောက်မဲ့သူဖြစ်တယ်တော်တနာစရာကောင်းတဲ့တရားပဲလို့ဂယုဏထားလိုက်ပါတဲ့အဲ့လိုဂယုဏထားရင်ရှင်ထဲကအမုန်းတရားဟာပျောက်သွားနိုင်တယ်စမ်းကြည့်ရမှာနော်ဒါတွေကအိမ်မြန်တဲ့အခါမှာလက်တွေ့အတုံးချလူတွေဟာမေတ္တာပွားဖို့ခက်ပေမဲ့လို့ဂယုဏထားဖို့ကြတော့ကိုကအပေါ်စီးယူတဲ့သဘောဖြစ်နေတယ်နော်အပေါ်စီးယူတဲ့သဘောဖြစ်နေသည့်အတွက်ကြောင့်တနာတိုက်တဲ့ပုံကိုတရားအနေနဲ့တနာပေးလိုက်ပါလို့ဒီလိုဆိုလိုတယ်ပေါ့အဲ့လိုတနာကျင်လာတဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လေရှင်ထဲကအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲ့ဒီလိုမှမပြောက်ဘူးဆိုလို့ရှိရင်နောက်တနည်းကဥပိ္ပခာထားလိုက်ပါတဲ့ဥပိ္ပခာလို့ဆိုတာဘာလဲဆိုလို့ရှိရင်ချစ်ချင်းမုန်းချင်းကင်းပြီးတော့ကိုယ်နဲ့မသိတဲ့ပုံကိုယ်သဘောမျိုးငါကတော့ငါနဲ့တိတာမှမဟုတ်ပဲဟိုဘဝတုန်းကလည်းငါနဲ့တိကြတာမှမဟုတ်ပဲခုမှတိကြတာပဲသူ့ဘာသူဘာပြောသူနဲ့ငါနဲ့တိကြတာမှမဟုတ်ပဲဆိုတဲ့ဥပိ္ပခာနဲ့ထားလိုက်ရင်ချစ်ချင်းမုန်းချင်းကင်းတဲ့ဥပိ္ပခာနဲ့နေလိုက်တယ်အဲ့လိုနေလိုက်လို့ရှိရင်ရှင်ထဲကအမုန်းတရားကပျောက်သွားနိုင်တယ်အဲ့ဒါနဲ့မပျောက်ဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲအဲ့ဒါနဲ့မပျောက်ဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုလို့ရှိရင်မြတ်စွာဘုရားကမေ့ဖြစ်လိုက်ပါတဲ့ကိုယ်ဆဲထားတာမေ့လိုက်ရင်တော့ခေါင်းထဲရောက်လာမှာမဟုတ်ဘူးခေါင်းထဲရောက်မှဒေါသထွက်တာကိုဘယ်အရာဖြစ်ဖြစ်တတိယတဲ့အခါမှာဒေါသထွက်တာပဲအဲ့ဒီတော့ခေါင်းထဲမှာမထားနဲ့မေ့ပြလိုက်ဘယ်တော့မှစိတ်ထဲမရောက်စေနဲ့
ဒီအကြောင်းအရာကိုလုံးဝမိထားလိုက်တဲ့တချို့ကိစ္စတွေကြတော့မိလို့ကိုမရဘူးဆိုတဲ့ကိစ္စတွေကရှိသေးတယ်မိလို့ကိုမရဘူးမမိနိုင်တဲ့အဖြစ်အပျက်တစ်ခုဆိုရင်ဘာလုပ်ရမလဲနောက်ဆုံးလက်နက်ကဘာလုပ်ရမလဲဆိုရင်တရားတစ်ခုကံတစ်ခုဖြစ်တဲ့အတွက်ကြောင့်သူလဲသူ့ကံနဲ့သူသွားမှာငါလဲငါကံနဲ့ငါသွားမှာတို့ရန်ဖြစ်နေလို့ဘာအကျိုးရှိမှာလဲငါလဲကောင်းတာလို့ရင်ကောင်းတဲ့ပုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ပုံရောက်မှာသူလဲသူ့ကံအတိုင်းတွားမှာပဲငါလဲငါကံအတိုင်းတွားမှာပဲဆိုပြီးကံတရားကိုဆင်ခြင်လိုက်ပါတဲ့ကမ္မတကားတတ္တဝါတွေဆိုတာသူ့ကံနဲ့သူဖြစ်ကြတာမုန်းနေလို့လဲအဖို့ပဲရန်ဖြစ်နေလို့လဲအဖို့ပဲအဲ့ဒီလိုဆင်ခြင်သုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်လို့မြတ်စွာဘုရားကပြီးတဲ့နီလန်း၅တွဲအဲ့ဒီနီလန်း၅တွဲကိုအသုံးချပြီးတော့ရှင်ထဲကအမုန်းတရားကိုဖယ်ရှားဖြစ်ရမယ်အဲ့ဒီလိုရှင်ထဲကအမုန်းတရားတွေကိုဖယ်ရှားဖြစ်နိုင်ပြီဆိုမှကလေးစားချီလိုတဲ့စိတ်ရန်လိုတဲ့စိတ်တွေဟာပျောက်ကင်းသွားမှာပဲဖြစ်တယ်ပေါ့ကျေးဇူးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဖိဝန္တ